စိတ်တိုလာတယ်စိတ်မချမ်းမသာဖြစ်လာတယ်ဒေါသဖြစ်လာတယ်ဆိုတာအခါအားလျော်စွာမရှိဘူးလားရှိတယ်အဲ့ဒီဒေါသဆိုတဲ့ကိလေသာတတ္တဝါတွေကိုအင်မတန်ပင်ပန်းစေတယ်ဆင်းရဲစေတယ်ဘုရင်တို့မဟာမြိုင်စတော်ဘုရားကမဟာမြိုင်ဆရာတော်ဦးဇောတိကကတော့ဘယ်လိုပြောတုံးဆိုတော့တတ္တဝါတွေရဲ့ခွန်အားနဲ့အချိန်ကိုအဖြုံးတီးပြစ်နိုင်ဆုံးအရာဟာဒေါသပဲတဲ့တတ္တဝါတွေရဲ့ခွန်အားကိုကုန်ခန်းသွားစေတယ်စိတ်ဓာတ်ခွန်အားရောရုပ်ပိုင်းဆိုင်ရာခွန်အားရောကိုကုန်သွားတာတဏှာကြီးလောက်ပြင်းပြင်းထန်ထန်ဒေါသဖြစ်ရရင်12နာရီလောက်အလုတ်ကျန်းလုပ်ရတာတဲ့တောင်အားကုန်တယ်လို့သိပ္ပံပညာရှင်တွေကစမ်းသပ်ပြီးတော့တွေ့ရှိတယ်လို့ဆိုတယ်ရုပ်ပိုင်းဆိုင်ရာအားတွေကုန်သွားတာပေါ့စိတ်ပိုင်းဆိုင်ရာအားတွေလည်းကုန်တာပါပဲအားကုန်သွားတော့ဘာဖြစ်တုံးဆိုတော့အားနဲ့လုံးမဖြစ်မဲ့အလုပ်တွေကိုမလုပ်နိုင်တော့ဘူးပေါ့နော်ဒါကြောင့်ခွန်အားနဲ့အချိန်ကိုဖြုံးတီးပြစ်တာအချိန်ကိုဖြုံးတီးတာကလည်းပဲကိုကစိတ်တိုနေပြီကိုကတစုံတယောက်ကိုမကြည်မနှက်ဖြစ်နေပြီဆိုရင်အဲ့ဒီလူရဲ့အကြောင်းမကြည်မနှက်တာတွေတွေးနေတာနဲ့ကိုယ့်ရဲ့ကောင်းတာတွေကိုလှုပ်ခွင့်ရှိတဲ့အချိန်တွေဟာအလဟတပြုံးတီးပျက်စီးသွားတာဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာခွန်အားနဲ့အချိန်ကိုဖြုံးတီးပြစ်နိုင်ဆုံးအရာဟာဒေါသတရားလို့ဆိုတော့ဘုရားကတော့အဲ့လိုအမိန့်ရှိတယ်